ဒီလူဟာစင်ဘောကပန်းအိုးကိုမြင်လိုက်တာနဲ့ဒါဟာတာမန်ပန်းအိုးမဟုတ်ဘူးဆိုတာသတိထားမိသွားတယ်ဒါပေမဲ့ဒီလိုတန်ဖိုးကြီးတဲ့ပန်းအိုးမျိုးဟာလေလံပွဲမှာပေါ်လာဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့သူယုံကြည်နေတာကြောင့်ဒီပန်းအိုးဟာအတူပဲလို့သူခိုင်မာတွေ့လိုက်တာပေါ့အခမ်းအနားမှုကလေလံဈေးကိုငွေကျပ်30ကနန်းကနေစတင်လိုက်ရာကနေနောက်ဆုံးမှာတော့တန်း29လောက်အထိဈေးတက်သွားခဲ့တယ်အဲ့ဒီအခါမှာဒီလူကဘာလို့ဒီလောက်များတဲ့လူတွေဟာပစ္စည်းတူတစ်ခုနောက်ကိုအတင်းလိုက်နေကြတာလဲလို့အော်ပြောလိုက်တဲ့အခမ်းအနားမှုကအရန်တော်သက်ထွက်သွားပြီးသူ့ကိုအပြင်ထုတ်ဖို့စူးစမ်းပေမဲ့သူကတော့ပစ္စည်းတူတစ်ခုအတွက်ဒီလောက်များကြီးပေးနေတာဟာမိုင်းမဲတဲ့လောက်ရမဟုတ်ဘူးလားလို့ပြန်ပြောလိုက်တယ်သူကတော့ဒီပန်းအိုးဟာအတူဖြစ်နေမှန်းချင်းတွေပေါက်တည်နေတာပါအဲ့ဒီတော့အခမ်းအနားမှုကတကယ်လို့ဒါဒီပန်းအိုးကအတူဖြစ်နေရင်ခင်ဗျားကိုဈေးနှုန်းရဲ့ဆက်ပြန်ပေးမယ်လို့စင်ခေါ်လိုက်တဲ့ပန်းအိုးတူဖြစ်ကြောင်းတက်သေးပြဖို့အတွက်ဒီလူဟာစင်မော်ကိုတက်သွားပြီးပန်းအိုးကိုကိုက်လိုက်တယ်ပြီးတော့သူ့ရဲ့ထိုးထွင်းမျက်စိကိုတုံးပြီးလက်ချောင်းလေးနဲ့တောက်လိုက်တာပေါ့သူကအတန်ကိုနားထောင်ယုံနဲ့တင်ဒါဟာအတူမှန်သိနိုင်တယ်လို့ပြောလိုက်တယ်ဒါတင်မကသေးပဲအစ်စ်ဆိုရင်စက်ပြည့်လောင်းထည့်လိုက်တာနဲ့မွေးရနံ့တွေထွက်လာမှာဖြစ်ပြီးအတူဆိုရင်တော့အရန်နံ့နဲ့အနံ့တွေထွက်လာလေမဲလို့သူကထပ်ပြောလိုက်တယ်အခမ်းအနားမှုကပန်းဝဲကိုစက်ပြည့်လောင်းထည့်လိုက်တဲ့အခါတခန်းလုံးမှာအရန်နံ့စော်တဲ့အနံ့တွေပြည့်နေသွားတော့တာပါပဲအဲ့ဒီအချိန်မှာပဲအခမ်းအနားမှုဟာသူမသွားမှန်းသိလိုက်ရပြီးဒီလူကိုငွေကျပ်တန်း100လောက်ပြန်ပေးရတော့မယ်ဆိုတာကိုတွေးမိပြီးချင်းမခိုင်တော့တဲ့အထိထိတ်လန့်သွားခဲ့တယ်ကံကောင်းစွာနဲ့ပဲဒီလူကဘာလျော်ခြင်းမှမတောင်းခဲ့ပါဘူးအဲ့ဒီစားသူဘေးနားမှာရှိတဲ့ကြောက်တုံးလေးကိုပဲပေးဖို့တောင်းဆိုလိုက်တဲ့အခမ်းအနားမှုကလည်းဒါဟာအတုံးမကျတဲ့အလားပြပစ္စည်းတက်ပဲလို့ထင်နေတာကြောင့်ရောကြေးမပေးရတဲ့အတွက်ဝမ်းသာအားရနဲ့ပေးလိုက်တာပေါ့ဒါပေမဲ့ဒီလူကတော့အဲ့ဒီကြောက်တုံးဟာတကယ်တော့ရှေးဟောင်းပစ္စည်းစုဆောင်းသူတိုင်းအသေးတန်လိုချင်နေကြတဲ့တန်မိုးဖြတ်လို့မရတဲ့ဒဏ္ဍာရီလာကြောက်စင်ရဒဏ္ဍာကြီးဖြစ်နေမှန်းသိနေခဲ့ပါတော့တယ်